say please please ကျေးဇူးပြု၍လို့ပြောပါတဲ့ I want to jump Grandma I want you to come and play with me now ဖွားဖွားကျွန်တော်နဲ့ကစားဖို့အခုလာခဲ့ Hold on my dear one be polite act again nicely and then I might နေပါအောင်တတရဲ့ရင်ကြည်ကြည်ပြောရမယ်ကဲပြန်ပြီးတော့ကောင်းကောင်းမွန်မွန်လေးပြန်ပြောကြည့်ပါအောင်ဖွားဖွားဒါဆိုဖွားဖွားစဉ်းစားပေးမှာပေါ့ Please I'm sorry dear grandma of course I mean please ကျေးဇူးပြု၍လို့ပြောရမှာလားတဲ့တတမှားသွားပါတယ်ဖွားဖွားကျေးဇူးပြုပြီးသားနဲ့လာကစားပါလားလို့ပြောချင်တာပါ Being polite goes a very long way now let's play together and enjoy the day ရင်ကျေးမှုရှိခြင်းဆိုတာအရင်အရေးကြီးတယ်နော်ကဲအခုတော့ပျော်ပျော်ရွှင်ရွှင်ကစားကြမယ် 1 2 3 jump If you want someone's help it's better to ask nicely and say please Look how little sheep does it ကိုကတရားရောက်စီကနေပြီးတော့အကူအညီတောင်းခြင်းနဲ့ဆိုလို့ရှိရင်ရင်ကြည်ကြည်ကောင်းကောင်းမွန်မွန်ပြောရမယ်နော်ခုနကတိုးကလေးလုပ်ခဲ့တယ်လို့မျိုးပေါ့တဲ့ရင်ကြည်ကြည်ပြောရဲဆိုတဲ့အရာလေအရန်လွယ်ကူတယ်အန်တီတို့ငယ်ငယ်တုန်းကအမြဲကြားဘူးတဲ့စကားရှိတယ်ချစ်အောင်ပြောလဲဒီပါဇက်မုန်းအောင်ပြောလဲဒီပါဇက်တဲ့ကိုယ့်ရဲ့နှုတ်ဖျားကနေထွက်လာတဲ့စကားလုံးလေးတွေကိုရင်ကြည်ကြည်ဖြစ်အောင်ပြောမလားဒါမှမဟုတ်ရိုင်းရိုင်းစိုင်းစိုင်းဖြစ်အောင်ပြောမလားဆိုတာကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်နော်ရင်ကြည်ကြည်ပြောရဲဆိုရင်ကြားတဲ့တစ်ဖက်ကလူကလည်းစိတ်ချမ်းသာတယ်ကလေးတို့ရောကိုယ်ရင်ကြည်ကြည်ပြောတာကြိုက်လားရိုင်းရိုင်းစိုင်းစိုင်းလာပြောတာကြိုက်လားအန်တီကတော့ကိုယ်ရင်ကြည်ကြည်လာပြောတာပဲကြိုက်တယ်ပြီးတော့ကိုယ်တိုင်ကလည်းရင်ကြည်ကြည်ပဲပြောပါတယ်ကလေးတို့လည်းရင်ကြည်ကြည်လေးပြောကြနော်တတာ